ပတ်စံအများကြီးအကုန်မခံနိုင်တဲ့နေ့ရက်တွေမှာမြန်မာမိသားစုတွေချက်လေးချက်ထားရှိတယ်ကြက်ဥချမောင်ဟင်းလေးကျမဒီနေ့ချက်စားဖြစ်ပါတယ်ကိုတိုင်းကလည်းအချင်းကိုဒီနေ့စားချင်နေရနဲ့ရေခဲတက်တာထဲမှာစနစ်တကျသိမ်းဆည်းထားတဲ့ချမောင်လေးတွေကိုမိုက်ခရိုဝေးနဲ့2မိနစ်လောက်အပူပေးလိုက်ပါတယ်အိမ်မှာအဆက်စားတာအမျိုးသားနဲ့ကျမပဲဆိုတော့ကြက်ဥကို3လုံးပဲတုံးထားပါတယ်ကြက်ဥပြုတ်လေးတွေကိုဒီတိုင်းထဲမချက်ဖဲနဲ့အပြင်ခွန်လေးဖောင်းဖောင်းကျွတ်လေးဖြစ်သွားအောင်လို့စီပူပူမှာတစ်ချက်ပြန်ကြော်ပါမယ်ကြက်ဥပြုတ်ကြော်လေးတွေရလောက်ပြီဆိုရင်တော့ကြက်သွန်ဖြူနီချင်းထောင်းထားတာလေးကိုစီတက်ပါမယ်ကျမကတော့အဆက်ကြိုက်တဲ့အတွက်ဒီနေရာမှာငရုတ်သီးစိမ်းများများလေးထည့်ထားပါတယ်အယောင်အတွက်နည်းနည်းမုတ်လေးအနည်းငယ်ကိုထည့်ပါမယ်ငရုတ်သီးအစိမ်းမုတ်ကိုထည့်ရင်လည်းရပါတယ်နော်ကြော်ထားတဲ့ကြက်ဥလေးတွေကိုခဏလောက်ဖယ်ထားလိုက်ပါမယ်အနှစ်လေးနည်းငယ်ရအောင်လို့ခရမ်းချင်လေးလေးထည့်ပါမယ်ကြက်ဥချမောင်ဟင်းကလေးမြန်မာအိမ်တိုင်းနဲ့မစိမ့်တဲ့အပြင်စံပြုတ်ကနေစီပြန်ဟင်းအထိဘယ်အရာနဲ့မဆိုတကယ်ကိုမှလိုက်ဖက်တဲ့မြန်မာမိသားစုတွေအကြိုက်ဈေးနည်းနည်းနဲ့အလွန်ထမင်းမိတ်စေတဲ့ဟင်းတစ်ခွက်လေးဖြစ်ပါတယ်ရှင်မိုက်ခရိုဝေးနဲ့2မိနစ်လောက်အပူပေးထားတဲ့ချမောင်ရွက်ကလေးကိုထည့်ပါမယ်ချမောင်ရွက်ကလေးအေးကန်းထဲမှာထည့်ထားတယ်ဆိုပေမဲ့လည်းသူ့ရဲ့အချင်တက်ကတော့ပြောင်းသွားခြင်းမရှိပါဘူးရှင်လက်လက်ဆက်ဆက်အတိုင်းပါပဲချမောင်လေးတွေတော်တော်လေးကိုမှနော်လာပြီဆိုရင်တော့ခရမ်းသီးထည့်ပါမယ်ကျမတို့စီမာလေးအသီးရွက်တွေကအရန်ကိုမှဈေးကြီးပါတယ်အဲ့ဒါကြောင့်မလို့ကျမကပိုးတဲ့အခါမှာအေးကန်းထဲကိုထည့်ပြီးတော့တင်ထားတဲ့အချင်းလေးကိုကျမလုပ်ထားပါတယ်ဒီနေ့လိုမျိုးစားကျင်တဲ့အခါကျလို့ရှိရင်အနည်းငယ်ခွဲပြီးတော့ထည့်ချက်လိုက်ရုံပါပဲံပြာရီကိုလေးမွမွေးလေးဖြစ်အောင်လို့ရေမထဲခင်မှာထည့်ပါမယ်ခရမ်းသီးလေးတွေနူးဤသွားအောင်လို့ရေနှင်းငယ်ထည့်ပြီးတော့အုပ်ထားပါမယ်ကျမရဲ့ဗီဒီယိုတွေကိုအများနဲ့ကြည့်ရှုအားပေးနေတဲ့အရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ခရမ်းသီးလေးတွေနူးလောက်ပြီဆိုရင်တော့အရသာအတွက်အချုံမုတ်ကြိုက်တဲ့သူတွေကအချုံမုတ်ထည့်ပါနော်ကျမကတော့ဒီနေရာမှာကြက်သားမုတ်ထည့်ထားပါတယ်ကြက်သားမုတ်နဲ့အတူဆွိုင်းစော်လေးအနည်းငယ်ကလေးထည့်ထားပါတယ်အရသာတွေအကုန်လုံးတေချောင်ဝင်အောင်လို့မှွေပြီးသွားပြီဆိုရင်တော့ကျမတို့အသင့်ကြော်ထားတဲ့ကြက်ဥလေးတွေကိုထည့်ပါမယ်ရှင်ကြက်ဥတွေလည်းထည့်ပြီးပြီဆိုရင်တော့ရေခမ်းတီအထိတဲပါမယ်တချို့လူတွေကတော့လေရေခမ်းတာမကြိုက်ဘူးဒီလိုမျိုးအရေးဆက်ဆက်ကလေးနဲ့ပဲကြိုက်တယ်ဆိုရင်တော့ဒီအနေထားလောက်ဆိုရပါပြီကျမကတော့အရေးခမ်းတီအထိတဲပါမယ်နောက်ဆုံးအနေနဲ့မဆလာလေးအနည်းငယ်ထည့်ပါမယ်ပြီးတဲ့အခါမှာတော့နည်းနည်းလေးအုပ်ပါမယ်ရှင်။ကြွင်းပြက်နေတဲ့သူတွေရာသီအပြောင်းလဲနဲ့ထမင်းမစားချင်တဲ့သူတွေဒီဟင်းလျာလေးကိုချက်စားကြည့်ရင်အရန်ကိုကြိုက်နှစ်သက်မှာဖြစ်ပါတယ်။ရှူရှဲကြက်ဥချမောင်ဟင်းလေးကိုချက်ပြရင်းနဲ့ဒီကနေ့ vlog လေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်ရှင်။ကြည့်ရှုပေးတဲ့အရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုအသစ်တွေမှာပြန်လည်တွေ့ဆုံကြပါသေးတယ်ရှင်။